ခွန်ဆောင်မဲ့တင်မောသားညီကိုရှိလို့ရှိရင်ပေါ့နော်ဒီဗီဒီယိုလေးကိုစေ့ရလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ခေါက်ပြန်လာတော့ခွန်ဆောင်ဆိုတော့ဒါလေးကိုကျွန်တော် sharing လုပ်ပေးတာပါတည့်ရလူကပြန်လာပြီတည့်ရလူကကြော်ရလိုက်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဘာနှစ်ချက်လောက်လိုလဲဆိုတော့ခွန်ဆောင်ဖို့အတွက်ကျွန်တော်အချက်၈ချက်လောက်လိုတာပေါ့နော်၈ချက်လို့၈ချက်ဆိုတာဘာလဲဆိုတော့အဓိကစားစားတန်းနေပါပဲဒါတွေကဟိုတီးပြီးသားရပါပဲကျွန်တော်ဒါပေမဲ့ကျွန်တော်ဘာတွေလောက်ထားဖို့လိုလဲဆိုတော့ဥမာကျွန်တော်နံပါတ်1 smart cash ရှိဖို့လိုတယ်နံပါတ်1 smart cash ရှိဖို့လိုတယ်နော်နံပါတ်2ကဘာလဲဆိုတော့ကျွန်တော်ရုံးကနေပြီးတော့ကျွန်တော်တို့အခွန်ဆောင်ဖို့အတွက်ပေါ့နော်portage pay ဆိုတဲ့ portage pay ဆိုတဲ့စာရွက်လိုတယ်ပေါ့နော်စာရွက်လိုတယ်နော်စာရွက်လိုတယ်စာရွက်ရဲ့ contract ရဲ့နှစ်ခုပေါ့နော်စာရွက်ရဲ့ contract ရဲ့အဲ့စာရွက်နှစ်ခုရုံးကတောင်းပါပေါ့နော်ဆိုတော့ကိုကတင်မောတစ်ခေါက်လိုက်ထိုင်တစ်ရွက်ပေါ့နော်နှစ်ခေါက်လိုက်ထိုင်နှစ်ရွက်သုံးခေါက်လိုက်ထိုင်သုံးရွက်ပေါ့နော်ဆိုတော့အဲ့မှာ portage pay မှာပါလဲဆိုတော့ကျွန်တော်ကတင်မောသားလာစာပါလိမ့်မယ်တင်မောသားလာစာစာရွက်ပါလိမ့်မယ်တင်မောသားလာစာတစ်ခေါက်လိုက်ထိုင်ဒီလာစာနဲ့တစ်ခေါက်လိုက်ထိုင်ဟိုလာစာနဲ့ပေါ့နော်သုံးခေါက်လိုက်ထိုင်သုံးခေါက်လာစာနဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါက portage pay နောက်တစ်ခုကကျတော့ခုနပြော contract စာရွက် contract ကခုနကပထမတစ်ခေါက်လိုက်ခဲ့မှာဘယ်နှလလဲ9လလာနောက်ဒုတိယတစ်ခေါက်မှာ10လတတိယတစ်ခေါက်မှာ9လလာအဲ့စာရွက်ပေါ့နော်ဆိုတော့ကိုကတစ်ခေါက်တည်းလိုက်ထားရဆိုတော့အခုနက portage pay နဲ့ contract နဲ့နှစ်ခုပဲပါမယ်ဒါပေမဲ့နှစ်ခေါက်လိုက်ထားဆိုတော့4ရွက်ဖြစ်သွားမှာပေါ့နော် portage pay 2ရွက် contract 2ရွက်ပြီးလို့ရှိရင်3ခေါက်လိုက်ထားရဆိုတော့6ရွက်ဖြစ်သွားမှာပေါ့နော်ဆိုတော့အဲ့လိုဖြစ်သွားတယ်နော်အဲ့တော့smart card ရဲ့ smart card လိုတယ်ပြီးရင် portage pay ရဲ့ပြီးလို့ရှိရင်contract ပေါ့နော် contract ရဲ့အဲ့ဒါရဲ့ပြီးလို့ရှိရင်နောက်တစ်ခုကအဲ့တော့နောက်ရရှင်းသွားပြီဘာလို့ကျွန်တော်တို့passport ရယ်เนาะ passport လိုမယ် CDC ရယ်ပြီးလို့ရှိရင်ပြီးတော့တကောင်စင်းရယ်ပြီးလို့ရှိရင်ဟိုCDC ရယ်ပေါ့နော် CDC မှတ်ပုံနေရယ်ပေါ့နော်ဒါ passport ရယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးဒီเนาะ passport CDC မှတ်ပုံနေပေါ့နော် passport CDC မှတ်ပုံနေအဲ့ဒါတွေအကုန်လုံးဒီကာလာနဲ့ဖြစ်ရကာလာနဲ့နော်ကာလာနဲ့ကူရမှာမိတူကာလာနဲ့ကူရမှာမိတူကာလာနဲ့ကူရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ passport တွေ CDC တွေဒီကျွန်တော်တို့ဟိုလိုက်ခဲ့တဲ့ကျွန်တော်တို့ဟိုတအုပ်လုံးကူရမှာနော် passport ဆိုရင်ကိုတွားခဲ့တဲ့အဲ့ passport တအုပ်လုံးကူရမှာပြီးလို့ရှိရင် CD ဆိုလဲကျွန်တော်တို့တုံးနေကုန်အပါအကူရမှာပေါ့နော်ဆိုတော့အဲ့ဒါနောက်ဆုံးထိပေါ့နော်ဆိုတော့အဲ့ဒါတအုပ်လုံးကူရမှာပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်တို့အဓိကတော့ passport နဲ့ CDC ကအားလုံးကာလာနဲ့ဖြစ်ရမယ်ပြီးရင်တအုပ်လုံးကူရမယ်နော်နောက်တစ်ခါကျတော့ဒါဒီဟာဆိုရင်တော့ကျွန်တော်ပြီးပြီနောက်တစ်ခါကျတော့ပတ်စံပေါ့နော်ကိုဆောင်မဲ့ကိုခွန်ဆောင်ပတ်စံပေါ့နော်ဆိုတော့အဲ့ကျွန်တော်အဲ့ရုံကွန်ဆောင်မဲ့ရုံရောက်ရင်တော့ဒါဖောင်ယူပြီးတော့ဖောင်ဖိရမှာပေါ့နော်ဖောင်ယူပြီးတော့ဖောင်ဖိရမယ်ဖောင်ဖိပြီးရှင်ကိုမလုပ်တဲ့နိုင်မှာရုံမှာစီးရရှိပါတယ်စီးသူတို့နော်သူလုပ်ပေးလိမ့်မယ်ငါလုပ်ပေးလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါပါပဲအဓိကတော့အဲ့ဖောင်ဖိပြီးတော့ဟိုအဲ့ဖောင်နဲ့ခုနပြောတဲ့ခုနကျွန်တော်စာရွက်နဲ့တွဲပြီးတော့ဟိုပေါ့ဟိုတင်ပေးရတာပေါ့နော်ဆိုတော့ပြီးရင်အခွန်ဆောင်တဲ့ကိစ္စကတော့ညွှန်ကြားမှုနဲ့လားညွှန်ကြုံနဲ့လားအဲ့လိုဝင်တွေ့ပြီးတော့ဒါအဲ့လိုပြီးရင်ညွှန်နဲ့ဝင်တွေ့ပြီးရင်ကျွန်တော်တို့ကိုဆောင်ရမယ့်ပမာဏကိုသူပြောလိုက်မယ်ပေါ့နော်အဲ့ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ရက်လောက်ပြန်ချိန်လိုက်မယ်ပေါ့နော်အဲ့လိုသူနဲ့တွေ့ပြီးတော့ခွန်ဆောင်ပမာဏလည်းဆောင်ပြီးသွားပြီဆိုရင်နောက်ရက်ပြန်ချိန်လိုက်မယ်နောက်ရက်ကျရင်ကျွန်တော်ကအဲ့ဆောင်ထားတဲ့slip ပေါ့နော်ဆောင်ထားတဲ့အဲ့ slip ကိုဆောင်ထားတဲ့ဟို B ပေါ့နော် B စာရွက်နဲ့အဲ့ A4 စာရွက်နဲ့အဲ့ B slip တခုပါလိုက်မယ်ပေါ့နော်အဲ့စာရွက်ကိုတွားယူမယ်ပေါ့နော်တွားယူလို့ရှိရင်ကျွန်တော်တို့က passport တက်တန်းတိုးလို့ရပြီပေါ့နော်ဆိုတော့ passport တက်တန်းတိုးတာကိုကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးတော့တခြားပြောပြပေးပါပေါ့နော် okay ပါ thank you ပါ bye bye